မင်္ဂလာပါလှုပ်ဝက်စမ်းကြဲမှုကိုဤနေရာတွင်ပြန်လည်ဖော်ပြလိုက်ပါသည်ဒီနေ့ဆယ်တာလို့ခေါ်တဲ့ဂျေဆန်စတေးတန်ရဲ့အရှင်စကားတကားအကြောင်းရှင်းပြပေးသွားမှာပါစပွိုင်လာတွေကြိုပြောပြပါမယ်သတိထားပြီးဂရုစိုက်ပါရုပ်ရှင်ကိုစကော့တလန်နိုင်ငံရှိကျွန်းငယ်လေးတစ်ခုပေါ်ရှိမိပြတိုက်တစ်ခုတွင်စတင်ထားပြီးကျွန်ုပ်တို့၏ဇက်လိုက်မိုက်ကယ်မေဆန်သည်ယဉ်ကျေးမှုမှဝေးကွာသောတကိုယ်တည်းနေထိုင်သည့်ဘဝဖြင့်နေထိုင်သည်သူဟာကျွန်းကနေဘယ်တော့မှမထွက်ခွာဘူးအပတ်တိုင်းတယောက်ယောက်ကသူရှင်တန်ဖို့လိုအပ်တဲ့ပစ္စည်းတွေယူလာပေးတယ်ပစ္စည်းပို့သမားကသူ့ရဲ့တူမလေးဂျက်စီကိုတစ်တာတွေကိုဝင်ပေါက်ကိုတည်ဖို့မကြာခဏဆေလွတ်လေးရှိပါတယ်ဂျက်စီကမေဆန်နဲ့စကားဆက်မိစားပြောပြီးလက်ဆောင်တွေပေးလေးရှိပေမဲ့မေဆန်ကတူမကိုအမြဲလေးလူရှုထားပြီးသူ့အိမ်ထဲမှာပဲပိတ်မိနေခဲ့တယ်ပြီးတော့မေဆန်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမြင်ရပြီးအဲ့ဒါမှသူ့ရဲ့တစ္ဆာရှိခွေးနဲ့တယောက်တည်းအချိန်ဖြုံးတာနဲ့တယောက်တည်းစစ်တူရင်ကစားတာတွေပါဝင်ပါတယ်အခုပဲစစ်ဆေးပါမင်းကိုစလုပ်ပါယောက်ျားကျွန်တော်ချက်မိတ်ယူလိုက်ပါမယ်တနေ့မှာဂျက်စီကထုံးစံအတိုင်းပစ္စည်းတွေလာပို့ဖို့ရောက်လာပြီးသူ့ဦးလေးကလှေပေးမှစောင့်နေတယ်ဒီတစ်ခါတော့ဂျက်စီကမေဆန်ကိုပစ္စည်းတွေအားလုံးနဲ့လက်ဆောင်တေးသေးလေးတွေအတွက်ကျေးဇူးတင်ကြောင်းတောင်မပြောဘဲအော်ဟစ်လိုက်တယ်မေဆန်ကသူမကိုနောက်တစ်ခါပြန်မလာဖို့အေးဆက်ဆက်ပြောပြီးတကားပိတ်လိုက်တယ်ဒါပေမဲ့ဒေါသထွက်နေတဲ့မိန်းကလေးကအထူးသဖြင့်မိပြတိုက်ကအလုံးမလုံးတော့တဲ့အတွက်ဒီလောက်လူသူကင်းမဲ့တဲ့နေရာမှာသူဘာလုပ်နေလဲဆိုတာသိချင်နေတယ်မေဆန်ကသူမကိုလုံးဝလစ်လူရှုထားတယ်ဒါနဲ့စိတ်ပြက်နေတဲ့ဂျက်စီဟာသူ့ဦးလေးနဲ့အတူလှေစီကိုပြေးပြန်လာခဲ့တယ်သို့တော့ရာသီဥတုပြင်းထန်စွာပြောင်းလဲပြီးကြောက်မက်ဖွယ်ကောင်းသောမုန်တိုင်းတစ်ခုတိုက်ခတ်လာသောအခါအခြေအနေမှာတင်းမာလာသည်ပင်လယ်ဟာကြမ်းတမ်းလာပြီးလှိုင်းလုံးတွေကြားမှာလှိငယ်လေးဟာမှောက်သွားပြီးမိန်းကလေးဟာရုန်းကန်ရင်းရင်ထဲကိုနစ်မြုပ်သွားခဲ့ပါတယ်ခဏအကြာမှာတော့မေဆန်ဟာသူ့ပတင်းပေါက်ကနေကပေးကြီးတစ်ခုဖြစ်ပေါ်လာတာကိုသတိထားမိလိုက်တယ်ပြီးတော့တစ်စက္ကန့်မှမဖြုံးတီးပဲချက်ချင်းပဲအပြင်ကိုပြေးထွက်သွားတယ်သူဟာသူ့ကိုယ်ပိုင်လေပေါ်တက်ပြီးရေရဲ့လွှမ်းမိုးမှုပြင်းထန်မှုကိုရင်ဆိုင်စပြုပါတယ်အပြင်းအထန်ရုန်းကန်ပြီးနောက်မှာသူဟာဂျက်စီစီနောက်ဆုံးမှရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ဦးလေးကကံမကောင်းမှုဆိုတာသိလိုက်ရပါတယ်မေဆန်ကသတိလစ်နေတဲ့မိန်းကလေးကိုသူ့လေပေါ်ဆွဲတင်ပြီးသူမပြန်အသက်ရှူနိုင်အောင်သူမရဲ့အဆုတ်ထဲကရေတွေကိုဖယ်ရှားပေးပါတယ်သူတို့အထဲကိုရောက်တာနဲ့မေဆန်ကဂျက်စီရဲ့ခြေထောက်တစ်ဖက်မှာပြင်းထန်တဲ့ဒဏ်ရာတစ်ခုရသွားတယ်ဆိုတာသဘောပေါက်လိုက်တယ်ဂျက်စီနိုးလာတဲ့အခါသူမရဲ့ဦးလေးကြောင့်မေးပေမဲ့မေဆန်ကဦးလေးဆုံးသွားပြီလို့အတိပေးတာကြောင့်မိန်းကလေးငယ်ဟာဝမ်းနဲ့ကြေကွဲနေခဲ့ပါတယ်နောက်တနေ့မနက်မှာမေဆန်ကဂျက်စီရဲ့ဒဏ်ရာကိုစစ်ဆေးတယ်အဲ့ဒါကအတော်လေးနဲ့တယ်ဒါကြောင့်သူကအဲ့ဒါကိုဂရုတစိုက်ကင်တွယ်ပြီးတက်နိုင်သမျှပတ်တီးစီးပေးတယ်ဂျက်စီကကနာမငြိမ်ဖြစ်လာပြီးသူ့မိသားစုကသူ့ကိုရှာနေတာကြောင့်ထွက်သွားခြင်းတယ်လို့အတင်းကျပ်ပြောပါတယ်ဒါပေမဲ့မေဆန်ကသူမရဲ့မိဘတွေကွယ်လွန်သွားပြီဖြစ်ပြီးသူမရဲ့ဦးလေးကသာသူမကြံခဲ့တဲ့တူးရဲသောမိသားစုဖြစ်ကြောင်းသူသိတယ်လို့ပြောပါတယ်မိန်းကလေးဟာသူ့အကြောင်းသူဘယ်လောက်သိလဲဆိုတာကိုအံ့ဩသွားတယ်ဒါကြောင့်မေဆန်ကသူ့ဦးလေးကသူ့ရဲ့ရင်းနှီးတဲ့တငယ်ချင်းဖြစ်ပြီးသူတို့နှစ်ယောက်စလုံးရေတက်မှာအတူတူတာဝန်ထမ်းဆောင်ခဲ့ကြတယ်ဆိုတာဖော်ထုတ်ပါတယ်ထို့နောက်သူသည်အိမ်မှခိတ္တထွက်ခွာသွားသည်ဒါကြောင့်သူမရှိတဲ့အချိန်မှာဂျက်စီကအနီးနားကဓာတ်တစ်ချောင်းကိုယူပြီးကာကွယ်ဖို့သူမနဲ့အတူတင်ထားလိုက်တယ်အဲ့ဒီညမှာဂျက်စီဟာအိမ်မက်ဆိုးတစ်ခုမှတ်ပြီးအော်ဟစ်ငိုယိုနေခဲ့တယ်ဒါနဲ့မေဆန်ကသူမကိုစိတ်ငြိမ်အောင်စူးစမ်းဖို့သူမဘေးကိုပြေးသွားတယ်ဒါပေမဲ့သူမကသူ့ကိုနာကျင်အောင်လုပ်ဖို့စူးစမ်းနေတယ်လို့ထင်တာကြောင့်ဓာတ်ကိုအမြန်ချိန်လိုက်ပေမဲ့မေဆန်ကသူမကိုနှစ်သိမ့်ဖို့ပဲချင်းကပ်လာတယ်ဆိုတာတင်းငင်စွာသတိပေးလိုက်ပါတယ်ထို့နောက်ဓာတ်ကိုမြည်တို့မှန်ကန်စွာကန်ရမည်နဲ့လိုအပ်ပါကမြည်တို့အသုံးပြုရမည်ကိုသူမကိုတင် जा ပေးသည်နောက်ရက်တွေမှာမေဆန်နဲ့ဂျက်စီရဲ့နှောင်ကြိုးကတဖြည်းဖြည်းခိုင်မာလာပြီးသူမအပေါ်ကာကွယ်ပေးတတ်တဲ့ဖခင်တယောက်လိုပြုမှုလာပါတယ်ဂျက်စီဟာမေဆန်ရဲ့ခွေးကိုလည်းချစ်ခင်တွေ့တာပြီးသူနဲ့ကစားရင်းအချိန်ဖြုံးတာကြောင့်သူမကိုပိုပျော်ရွှင်စေပါတယ်တနေ့မှာမေဆန်ကသူမမသိသေးတဲ့အတွက်နာမည်မေးပေမဲ့မေဆန်ကမပြောပြပါဘူးပြီးတော့သူမကသူ့ရဲ့ခွေးနာမည်အကြောင်းမေးပေမဲ့မေဆန်မှာခွေးမရှိဘူးလို့ပြောတာကြောင့်ဂျက်စီကသူ့ကိုချက်လို့နာမည်ပေးဖို့ဆုံးဖြတ်လိုက်တယ်ပြီးတော့ဂျက်စီကမေဆန်နဲ့အတူစစ်တူရင်ကစားပြီးဟာခက်ခဲတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်းသက်သေပြခဲ့ပြီးအဲ့ဒါကသူ့ကိုပြောစေတယ်နောက်ပိုင်းမှာတော့ဂျက်စီရဲ့ခြေထောက်တန်ရာကပျောက်ကင်းတဲ့လောက်မပျောက်ကင်းပဲရောင်ရမ်းမှုကပိုဆိုးလာတာကိုမေဆန်သတိထားမိပါတယ်သူမကဆေးရုံသွားဖို့အကြံပေးပေမဲ့မေဆန်ကတစုံတရာကြောင့်ငြင်းဆန်ခဲ့ပါတယ်ထို့နောက်သူသည်ကျွန်းမထွက်ခွာပြီးအနီးဆုံးကန်ယိုရန်မြို့သို့ဆေးဝါးပစ္စည်းများဝယ်ယူရန်ဆုံးဖြတ်လိုက်သည်မြို့ထဲရောက်တာနဲ့မေဆန်ကအလွန်မင်းသတိထားပြီးဦးထုတ်အောက်မှာမျက်နှာကိုဝက်ပြီးလမ်းလျှောက်ကလုံခြုံရေးကင်မရာတွေကိုရှောင်ပါတယ်ထို့နောက်မြင်ကွင်းသည်လန်ဒန်သို့ဖြတ်သွားပြီးအစိုးရအရာရှိများစွာသည်လျှို့ဝှက်အေဂျင်စီကိုညွှန်ကြားခဲ့မှုသောမာနီဖို့အမည်ရှိအမျိုးသားတဦးကိုစစ်ဆေးမေးမြန်းနေသည်ကိုတွေ့ရသည်ကင်မရာများမှတဆင့်လူများကိုစောင့်ကြည့်သည့်တရားဟုခေါ်သောသူ၏တီထွင်မှုနှင့်ပတ်သက်၍မေးခွန်းထုတ်ခံနေရကြောင်းသိရှိရသည်ဒီစနစ်ဟာကမ္ဘာတဝန်းကဖုံးပြောဆိုမှုတွေကိုကြားဖြတ်နားထောင်နိုင်စွမ်းလည်းရှိပြီးအဖိုးတန်အချက်လက်တွေကိုစုဆောင်းနိုင်တာကြောင့်ကိုယ်ရေးကိုယ်တာချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့်တက်စေပါတယ်သို့သောမာနီဖို့ကစနစ်သည်အကြမ်းဖက်တိုက်ခိုက်မှုများစွာကိုကာကွယ်ရန်ကူညီပေးခဲ့သည်ဟုအခိုင်အမာပြောဆိုခြင်းဖြင့်သူ၏လုပ်ရက်များကိုကြိုးကြောင်းစီလျော်အောင်ကြိုးစားသည်သူ့ရဲ့ငင်းခုန်မှုတွေရှိနေပေမဲ့လည်းအာဏာပိုင်တွေကအစီအစဉ်ကိုချက်ချင်းပိတ်ပစ်ရမယ်လို့အခိုင်အမာပြောဆိုပါတယ်နောက်ပိုင်းတွင်မာနီဖို့သည်ဝန်ကြီးချုပ်ထံမှထောက်ခံမှုကိုရှာဖွေခဲ့ပြီးဝန်ကြီးချုပ်ကထိုစီမံကိန်းသည့်အသုံးဝင်ကြောင်းဝန်ခံတော်လဲလာမည့်ရွေးကောက်ပွဲများကြောင့်သူ့ကိုလူသိရှင်ကြားထောက်ခံရန်ညှင်းဆိုခဲ့သည်ထို့ကြောင့်သူမကမာနီဖို့သည်စနစ်ကိုလှုပ်ဝက်စွာဆက်လက်လည်ပတ်ပြီးအများပြည်သူ၏အာရုံစိုက်မှုမှခဏတာထွက်ခွာသွားတင်ကြောင်းအကြံပြုထားသည်နောက်ထပ်ဇက်ဝင်ခန်းတစ်ခုမှာမေဆန်ဟာဂျက်စီအတွက်အဝတ်အစားအသစ်တွေဝယ်ပေးတဲ့ဆိုင်တစ်ဆိုင်ကိုသွားတာကိုတွေ့ရပါတယ်သို့တော့လမ်းတစ်လျှောက်လာစဉ်
လူမှုမီဒီယာအတွက်ဗီဒီယိုရိုက်ကူးနေသောမိန်းကလေးအုပ်စုတစုကိုသူဖျက်သွားမိသည်ကံမကောင်းစွာပဲဒါကသူ့မျက်နှာကိုကင်မရာမှာရိုက်ကူးပြီးတီယာကချက်ချင်းပြုပြင်ထိန်းသိမ်းလိုက်တာကြောင့်ပြင်းထန်တဲ့အကျိုးဆက်တွေဖြစ်ပေါ်စေခဲ့ပါတယ်သတင်းအချက်အလက်များသည့်ထောက်လှမ်းရေးအေဂျင်စီ၏အကြီးအကဲအသစ်ဖြစ်သောရိုဘာတာထံသို့လျင်မြန်စွာရောက်ရှိသွားသည်ဒီဒေတာကမေဆန်ရဲ့ဒီနေရာကိုခြေရာခံပြီးအယ်ဂျီးရီးယားကဗြိတိရှတန်ယုံကိုဘုံခွဲတိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်သမားအဖြစ်သူ့ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်အခုရိုဘာတာကသူ့ကိုဖမ်းဆီးဖို့ကျွန်းကိုဆေးလွတ်ဖို့အထူးတပ်ဖွဲ့ကိုချက်ချင်းအမိန့်ပေးလိုက်တယ်ကျွန်းပေါ်ပြန်ရောက်တော့မေဆန်ကဂျက်စီရဲ့ခြေထောက်ကိုဂယုတစိုက်ပတ်တီးစီးပေးတာကိုတွေ့ရပါတယ်ထို့နောက်သူမကိုအဝတ်အစားတင်များပေးသဖြင့်အလွန်ပျော်ရွှင်သွားသည်မင်းဘဝမှာအန်နီယယ်တွေအဆုံးသတ်ဖို့ငါလုပ်နိုင်တဲ့အနည်းဆုံးအရာပဲဘာလဲခဏလေးစောက်ပေးပါချစ်သူမင်းမြင်လိမ့်မယ်ညနေခင်းမှာနှစ်ယောက်သားတိတ်ဆိတ်ငြိမ်သက်စွာညစာအတူစားကြတဲ့အခါမေဆန်ဟာအပြင်ကနေထူးဆန်းတဲ့အတန်တွေရုတ်တရက်ကြားလိုက်ရပါတယ်သူကြည့်လိုက်သောအခါလက်နက်ကင်အေးဂျင့်များတင်ဆောင်လာသောလှေများစွာသည်သူ၏စိတ်ကန်းသို့ချင်းကပ်လာသည်ကိုမြင်လိုက်ရသောအခါအံ့အားသင့်သွားသည်မေဆန်ကချက်ချင်းပဲတိုက်ပွဲအတွက်ပြင်ဆင်ပြီးဂျက်စီကိုအပြင်မထွက်ခင်ရေချိုးခန်းထဲမှာဓာတ်နဲ့ပုံနေဖို့ပြောပါတယ်အလွန်တတိထားသူတဦးဖြစ်သောကြောင့်နေနမိတ်တဝိုက်တွင်လျှို့ဝှက်ကာကွယ်ရေးအစီအမံများချမှတ်ထားပြီးဖြစ်ကြောင်းထင်ရှားသည်အရာရှိများဆင်းသက်သည်နှင့်သူသည်ဖောက်ခွဲရေးပစ္စည်းများကိုပစ်ခတ်လိုက်ရာတိုက်ခိုက်သူများတွင်ချက်ချင်းသေဆုံးခဲ့သည်အသက်ရှင်ကျန်ရစ်သောအေဂျင့်များသည်ရှေ့သို့တွန်းပို့ရန်ကြိုးစားကြတော့လဲရင်းတို့အများစုကိုလျင်မြန်စွာဖယ်ရှားပစ်နိုင်သည့်တည်စေနိုင်သောထောင်ချောက်များထဲသို့ကြားရောက်သွားသည်ဟုံးလုံးလိုပါပဲဒါပေမဲ့ဘလော့အတွက်ပါရဲအရာရှိတယောက်ကမေဆန်ကိုပစ်တက်ပြီးပြင်းထန်စွာဒဏ်ရာရရှိစေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းကဆက်လက်တိုက်ခိုက်နေပြီးရန်သူတွေကိုအောင်နိုင်ခဲ့တယ်တစ်ချိန်တည်းမှာပဲအေဂျင့်တယောက်အိမ်ထဲဝင်လာပြီးဂျက်ကသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားတာကြောင့်အေဂျင့်ကခွေးကိုရက်ရက်ဆက်ဆက်ပစ်တက်လိုက်ပါတယ်ရေချိုးခန်းထဲမှာပုံနေတဲ့ဂျက်စီဟာကြောက်လန့်နေပြီးမကြခင်မှာပဲအေဂျင့်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ပြီးတော့သူမကိုအိမ်ကနေခေါ်သွားတော့မေဆန်ကအိမ်ကနေမြန်မြန်တတိထားမိသွားတယ်ဒဏ်ရာရနေတော့လဲသူသည်ရဲရဲစွာတိုက်ခိုက်ပြီးအေဂျင့်ကိုပြစ်ခတ်သေဆုံးစေကမိန်းကလေးကိုကယ်တင်ခဲ့သည်ဒီနောက်မှာမေဆန်ကဂျက်စီကိုကျွန်းကနေချက်ချင်းထွက်သွားဖို့လိုအပ်တာကြောင့်လှေပေါ်တက်ဖို့ပြောပါတယ်ဂျက်စီကငိုပြီးဂျက်ကိုထားခဲ့လို့မရဘူးလို့ပြောပေမဲ့မေဆန်ကသူတည်သွားပြီလို့ပြောပါတယ်ထို့နောက်နှစ်ယောက်သားလှေပေါ်သို့တက်ကထွက်ပြေးရန်ကြိုးစားကြသည်အခြေစိုက်စခန်းမှာရှိနေတော့ရိုဘာတာဟာသူမရဲ့အေဂျင့်တွေအားလုံးတယောက်တည်းကတက်ပစ်လိုက်တာကိုမယုံနိုင်စွာကြည့်နေပါတယ်သူမဟာတာမန်ရာဇဝတ်သားတယောက်နဲ့ရင်ဆိုင်နေရတာမဟုတ်ဘူးဆိုတာသဘောပေါက်လာတယ်ဒါကြောင့်သူမဟာအကျွမ်းကျင်ဆုံးအေဂျင့်တယောက်ကိုဝါခမန်းလိုပဲလူသိများပြီးသူ့ကိုဖြုတ်ချဖို့ဆေးလွတ်ဖို့ဆုံးဖြတ်လိုက်တယ်တစ်ချိန်တည်းမှာပဲသူမကသူမရဲ့အဖွဲ့ကိုမိန်းကလေးငယ်ဂျက်စီအကြောင်းအရာအားလုံးကိုရှာဖွေဖို့အမိန့်ပေးလိုက်ပါတယ်မကြခင်မှာပဲသူတို့ဟာလေယာအိတ်တလုံးစီချင်းကပ်လာတာကြောင့်မေဆန်ကဂျက်စီကိုတနက်တလက်ပေးပြီးဘလို့အသုံးပြုရမလဲဆိုတဲ့အခြေခံညွှန်ကြားချက်တွေပေးပါတယ်အဲ့ဒီနောက်မှာသူအိမ်ထဲဝင်သွားတဲ့အချိန်မှာသူမကိုအပြင်မှာနေဖို့ပြောပြီးဆေးဝါးကိုအပူတပြင်းရှာဖွေပါတော့တယ်ကံမကောင်းစွာပဲသူ့ကိုမကြခင်မှာပဲကောင်လေးတစ်ယောက်ကရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ခဏအကြာမှာကောင်လေးရဲ့အဖေလည်းတနက်နဲ့ရောက်လာပြီးမေဆန်ကိုထွက်သွားဖို့တောင်းဆိုပါတယ်သို့တော့ဂျက်စီသည်သူမ၏တနက်ကိုထိုလူထံချိန်ရွယ်ပြီးပြင်းထန်စွာဒဏ်ရာရရှိနေသောမေဆန်ကိုကူညီရန်တောင်းပန်ခဲ့သည်ထောက်လှမ်းရေးဌာနမှာသူတို့ကိုရဆက်တကူနားထောင်နေတော့လေယာအိမ်ကကောင်လေးတစ်ယောက်ကသူ့အိမ်ထဲမှာကျူးကျော်သူ2ယောက်ရှိတယ်လို့သတင်းပို့တယ်ထို့နောက်အေဂျင့်တဦးသည်အံ့အားသင့်ဖွယ်တစ်ခုကိုတွေ့ရှိခဲ့သည်မေဆန်ဟာတကယ်တော့အကြမ်းဖက်သမားတစ်ယောက်မဟုတ်ပဲတယောက်ကသူ့ကိုရာဇဝတ်မှုကျူးလွန်မှုသူ့ရဲ့ profile ကိုရာဇဝတ်သားနဲ့တမင်တကာချိတ်ဆက်ထားတယ်ဆိုတာပေါ်လွင်လာပါတယ်နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေအရမေဆန်ရဲ့တကယ်မှတ်တမ်းတွေဟာတစုံတရာကြောင့်ဖျက်ခံလိုက်ရတာကိုတွေ့ရှိခဲ့ကြပါတယ်နောက်တော့ရိုဘာတာကမေဆန်ဟာတကယ်တော့ထိပ်တန်းအေဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်းသဘောပေါက်သွားတယ်ဒါပေမဲ့မေကွန်းကသူဘာကြောင့်ဥပဒေကနေထွက်ပြေးနေတာလဲဆိုတာပါပဲပြီးတော့ရိုဘာတာကသူ့အဖွဲ့ကိုမေဆန်ကိုအနားယူဖို့ထွက်သွားဖို့အမိန့်ပေးပေမဲ့ကသူ့ကိုမေကွန်းထုတ်စေချင်တာကြောင့်သူ့ကိုမတက်ဖို့ညွှန်ကြားပါတယ်အခြားတနေရာတွင်လည်းမာနီဖို့သည်ဝက်မန်ထံသို့လှုပ်ဝက်တိုက်ရိုက်အမိန့်တစ်ခုပေးပို့ပြီးမေဆန်နှင့်မိန်းကလေး2ဦးစလုံးကိုမြည်သည့်တဲလွန်စားမှမကြံစေဘဲဖယ်ရှားပြစ်ရန်ညွှန်ကြားခဲ့သည်ထို့နောက်မိသားစု၏ဖခင်သည်မေဆန်၏ဒဏ်ရာများကိုကုသပေးမှုပြီးဆုံးသည့်လေယာအိမ်သို့မြင်ကွင်းပြန်ရောက်သွားသည်မေဆန်ကသူတို့ကိုကျေးဇူးတင်ကြောင်းပြောပြီးကောင်လေးအခန်းထဲပြန်ရောက်တာနဲ့ထွက်သွားဖို့ပြင်ဆင်လိုက်တယ်မေဆန်ကသူပဲသွားလဲလို့မေးတော့ကလေးကရဲကိုဖုံးဆက်ထားတယ်ဆိုတာမြန်မြန်သဘောပေါက်သွားတယ်စိုးရိမ်ပူပန်စွာဖြင့်သူသည်လူတိုင်းကိုပုံအောင်ရန်အမိန့်ပေးခဲ့ပြီးရဲများကအိမ်ကိုဝိုင်းထားစဉ်ရိုဘာတာကစောင့်ကြည့်ကင်မရာများနှင့်ဂျိုလူထုတ်လွှင့်မှုများမှတဆင့်အခြေအနေတစ်ခုလုံးကိုကြည့်ရှုနေသည်မကြခင်မှာပဲကောင်လေးရဲ့အဖေကဘာတွေဖြစ်နေလဲဆိုတာစစ်ဆေးဖို့အပြင်ကိုထွက်လာပေမဲ့အဝေးမှာစနိုက်ပရိုင်ဖယ်နဲ့ပုံနေတဲ့အလုပ်သမားတစ်ယောက်ကရဲရဲဆက်ဆက်ပစ်တက်ခံလိုက်ရပါတယ်သူကရဲရရှိအနှဲငယ်ကိုတောင်တက်ပစ်လိုက်ပြီးဒါကဒေတာတွင်းမှာထိတ်လန့်မှုကိုဖြစ်ပေါ်စေတယ်မကြခင်မှာပဲသူတို့ဟာရဲရရှိတွေနဲ့ထပ်မံတွေ့ဆုံခဲ့ပေမဲ့မေဆန်ကသူတို့ကိုလက်နက်ဖြုတ်ပြီးကင်းလက်ရင်တစည်းကိုခိုးယူကအမြန်ထွက်သွားခဲ့ပါတယ်သို့တော့ဝက်မန်သည်သူတို့ကိုအဆက်မပြတ်တနက်ဖြစ်ပစ်ခတ်နေစဉ်အခြားကားတစ်စီးဖြင့်ဆက်လက်လိုက်လံရှာဖွေနေသည်အနေရများတဲ့လှုပ်ရှားမှုတစ်ခုမှာမေဆန်ကရုတ်တရက်ကွေ့ဝင်ပြီးဝက်မန်ရဲ့ကားကိုလမ်းပေါ်ကနေတွန်းထုတ်လိုက်တာကြောင့်သူ့မြင်ကွင်းကနေလွတ်သွားလောက်အောင်အကွာအဝေးတစ်ခုဖန်တီးပေးလိုက်ပါတယ်နောက်ထပ်ဇက်ဝင်ခန်းတစ်ခုမှာရိုဘာတာကမာနီဖိုကိုဖုံးဆက်ပြီးမေဆန်ဘယ်သူလဲဆိုတာသိကျင်တယ်လို့ပြောပါတယ်ဒါကြောင့်သူကလွန်ခဲ့တဲ့နှစ်တွေတုန်းကဘလက်ကိုက်လို့ခေါ်တဲ့လှုပ်ဝက်စစ်စင်ရေးယူနစ်တစ်ခုကိုဘယ်လိုဖန်တီးခဲ့တယ်ဆိုတာကိုရှင်းပြပါတယ်
မေဆန်ဟာသူ့ရဲ့အထူးချွန်ဆုံးအေဂျင့်ဖြစ်ပြီးသူ့ကိုပေးအပ်ထားတဲ့မြည်သည့်တာဝန်ကိုမဆိုပြီးမြောက်အောင်လှုပ်ဆောင်နိုင်တဲ့အဆင့်မြင့်လေ့ကျင့်ထားတဲ့အေဂျင့်တစ်ယောက်ပါတစ်ချိန်တွင်မာနီဖို့ကအများပြည်သူချိန်ချောက်မှုဟုယူဆရသောနိုင်ငံခြားအရာရှိတဦးကိုလှုပ်ကြံရန်အမိန့်ပေးခဲ့သည်သို့သောမေဆန်သည်အမိန့်ကိုလိုက်နာရန်ညှင်းဆိုပြီးပျောက်ကွယ်သွားခဲ့ရာမာနီဖို့သည်တစ္ဆာဖောက်တဦးဖြစ်လာပြီဟုယုံကြည်ခဲ့သည်။အိုးငါရဲ့တောင်ပန်တွေဒီမှာထို့နောက်မာနီဖို့ကရိုဘာရာကိုသတိပေးသည်မှာမေဆန်သည်တွင်ရှိသမျှအန္တရာယ်ရှိဆုံးပုဂ္ဂိုလ်ဖြစ်ပြီးသူ့ကိုရပ်တန့်ရန်နိုင်ငံတော်၏အပြည့်အဝအာဏာလိုအပ်လိမ့်မည်ဟုဖြစ်သည်။ဒါပေမဲ့ရိုဘာရာကသူ့ရဲ့ဖြစ်ရပ်တွေကိုမယုံကြည်ဘဲကိုယ်တိုင်စုံစမ်းစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်။မကြာခင်မှာပဲသူမသိလိုက်ရတာကနိုင်ငံခြားအရာရှိလို့ဆွဆွဲခံရသူဟာအီရန်ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်နဲ့ပတ်သက်တဲ့လှုပ်ဝက်အချက်လက်တွေပေးခြင်းအပြင်အေဂျင်စီကိုလှုပ်ဝက်ကူညီပေးနေတဲ့အီရန်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။သို့တော့မာနီဖို့သည်ပိုင်ဆိုင်မှုကိုကာကွယ်မိအစားရုတ်တရက်သောညှင်းဆိုမှုကိုထိမ့်သိမ်းရန်အတွက်မေဆန်အားသိပ္ပံပညာရှင်ကိုတက်ရန်အမိန့်ပေးခဲ့သည်။မေဆန်သည်မျက်ကန်းနာခံမှုထက်သူ၏ကိုကျင့်တရားဆိုင်ရာဆုံးဖြတ်ချက်ကိုရွေးချယ်ရန်ဆုံးဖြတ်ခဲ့သည်။ထို့ကြောင့်သူသည်မစ်ရှင်ကိုဆွန့်လွတ်လိုက်သည်။ထို့ကြောင့်မာနီဖို့သည်မေဆန်ညှင်းဆိုမှုကိုတစ္ဆာဖောက်မှုအဖြစ်ရှုမြင်ပြီးအေဂျင်စီအမြင့်ဆုံးဦးစားပေးပြစ်မှတ်စောင့်ကြည့်စာရင်းတွင်ထည့်သွင်းခဲ့သည်။မကြာခင်မှာပဲသူတို့ဟာဖျားเจ้าငယ်လေးတစ်ခုကိုရောက်ရှိခဲ့ပြီးမေဆန်ရဲ့တငယ်ချင်းဟောင်းအာတာနဲ့တွေ့ဆုံခဲ့ပြီးမေဆန်ကသူတို့ကိုသူ့အိမ်ကိုခေါ်သွားပါတယ်။အာတာဟာအေဂျင်စီရဲ့ကွန်ပျူတာပညာရှင်ဟောင်းတစ်ယောက်ဖြစ်ပြီးတရားကိုတီထွင်ဖို့မာနီဖို့နဲ့အတူအလုပ်လုပ်ခဲ့တယ်ဆိုတာသိလိုက်ရပါတယ်။အာတာကမေဆန်ရဲ့လက္ခဏာကိုအေဘာဒင်းကရေနံလုပ်သားတစ်ယောက်ရဲ့လက္ခဏာဖြစ်ပြောင်းလဲပေးခဲ့သူဟာသူဖြစ်တယ်လို့ရှင်းပြပါတယ်။သို့တော်လည်းတစုံတစ်ယောက်သည်နောက်ပိုင်းတွင်အမှန်တရားကိုဖော်ထုတ်ခဲ့ပြီးထိုအထောက်အထားကိုစောင့်ကြည့်စရင်းတွင်အဖိုးတန်အကြမ်းဖက်သမားတဦး၏အထောက်အထားဖြင့်အစားထိုးခဲ့သည်။ထို့နောက်မေဆန်သည်ရှေ့ဆက်ရန်တခုတည်းသောနီလန်းမှာမာနီဖို့ကိုရင်ဆိုင်ရန်ဖြစ်ကြောင်းသေဘောပေါက်လိုက်သည်။ဒါကြောင့်သူ့ရဲ့တငယ်ချင်းတွေကိုဂျက်စီကိုဂရုစိုက်ပေးဖို့တောင်းဆိုပေမဲ့အာတာကညှင်းဆိုပြီးသူဟာကင်ဆာရောဂါခံစားနေရပြီးအသက်ရှင်ဖို့လအနေငယ်သာကျန်တော့တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါကိုကြားတော့မေဆန်အရန်စိတ်ထိခိုက်သွားပြီးဂျက်စီကို UK ကနေဘေးကင်းစွာပို့ဆောင်ပေးဖို့ကမဲဆိုတဲ့သူတယောက်ကိုဆက်သွယ်ဖို့ဆုံးဖြတ်လိုက်တယ်။ကမဲဟာလူသိများတဲ့ရာဇဝတ်သားတယောက်ဖြစ်တဲ့အတွက်အာတာကပြင်းပြင်းထန်ထန်ကန့်ကွက်ပေမဲ့မေဆန်ကတော့သူ့မှာတခြားရွေးချယ်စရာမရှိဘူးလို့အခိုင်အမာပြောပါတယ်။သူတို့ဟာရင်တစည်းနဲ့ထွက်ခွာဖို့ပြင်ဆင်နေချိန်မှာမေဆန်ကရုတ်တရက်ဝက်ခမန်းဖြစ်နေတာကိုခံစားမိလိုက်တယ်။အေဂျင့်နှစ်ဦးကြားရက်ဆက်ကြမ်းကြုတ်သောမျက်နှာချင်းဆိုင်ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုပေါ်ပေါက်လာသည်။နှစ်ယောက်စလုံးဟာတူညီတဲ့ထိပ်တန်းလေ့ကျင့်မှုတွေရှိပေမဲ့မေဆန်ကသူ့ရဲ့ပြိုင်ဘက်ကိုဒဏ်ရာရစေပြီးခဏတာအာရုံလွဲသွားစေမဲ့အရာကိုအသုံးပြုပြီးဂျက်စီနဲ့အာတာတို့နဲ့အတူထွက်ပြေးနိုင်ခဲ့ပါတယ်။မကြာခင်မှာပဲမေဆန်နဲ့ဂျက်စီတို့အာတာနဲ့လမ်းခွဲပြီးကိုလမ်းကိုသွားကြတဲ့မြို့ကိုရောက်လာကြတယ်။ဂျက်စီကမေဆန်ကိုသူတို့ဘာလို့အတူမနေနိုင်တာလဲလို့မေးတော့မာနီဖို့အသက်ရှင်နေတဲ့မေဆန်ကသူ့ဘေးမှာဘယ်တော့မှလုံခြုံမှုရှိမှာမဟုတ်ဘူးလို့ရှင်းပြပါတယ်။တစ်ချိန်တည်းမှာပဲဘားထဲမှာတော့မေဆန်ကကမယ်နဲ့စကားပြောနေပြီးကမယ်ကတေးဆုံးသွားပြီလို့ယူဆထားတဲ့ဒဏ္ဍာရီလာအေဂျင့်ကိုအသက်ရှင်လျက်မြင်လိုက်ရတော့အံ့အားသင့်သွားပါတယ်။ထို့နောက်မေဆန်ကသူ့ဆက်သွယ်တွေကိုတုံးပြီးဂျက်စီကိုနိုင်ငံကနေထွက်သွားဖို့သူမကိုမှတ်ပုံတင်အသစ်တစ်ခုပေးဖို့နဲ့သူမရဲ့အနာဂတ်အတွက်လုံလောက်တဲ့ငွေကိုရအောင်လုပ်ဖို့တောင်းဆိုပါတယ်။ကမယ်ကအစပိုင်းမှာတော့အဲ့ဒါကရေးစရာကောင်းပုံရလို့ညင်းလိုက်တယ်။ဒါပေမဲ့မေဆန်ကစိတ်ကမ်းမှာသူ့ရဲ့တရားမဝင်လူကုန်ကူးမှုလှုပ်ဆောင်ချက်တွေအကြောင်းအားလုံးသိတယ်ဆိုတာဖော်ထုတ်ပြီးသူ့ကိုချိန်ချောက်ပါတယ်။အိုးဒီလူကမင်းဂယုစိုက်တဲ့ကောင်မလေးချက်စီကိုဂယုစိုက်ဖို့ပြီးပြည့်စုံတဲ့ပုံပဲ။သူကအာတာရဲ့အကူအညီနဲ့အဲ့ဒီအချက်လက်အားလုံးကိုရဲစီပေးဖို့မယ်လို့ချိန်ချောက်ပါတယ်။အာနာပိုင်များသည်သူ့ကိုဤနေရာသို့ခြေရာခံပြီးဖြစ်ကြောင်းတရုတ်ဆောင်ရဲ့မိနစ်30ထက်မပိုစေပဲတရုတ်ဆောင်ခွင့်ပေးကြောင်းလည်းသူကကမဲအားအသိပေးခဲ့သည်။ဒါကိုကြားတော့ကမဲကနောက်ဆုံးမှကူညီဖို့သဘောတူခဲ့ပြီးမကြာခင်မှာပဲဂျက်စီအတွက်နိုင်ငံကူးလက်မှတ်အသစ်နဲ့အတူယူရို200ယူဆောင်လာခဲ့ပါတယ်။ထို့နောက်သူကဂျက်စီကိုစပိန်သို့ခေါ်ဆောင်သွားပြီးလှေတစင်းစောင့်ကြိုနေပြီးစိတ်ကမ်းသို့သွားရန်ညွှန်ကြားသည်။အစောပိုင်းကရဲတွေက30စက္ကန့်အတွင်းရောက်လာခဲ့ပေမဲ့ဒီတစ်ခါတော့နိုင်ငံကူးလက်မှတ်တူနဲ့တခြားပစ္စည်းတွေအတွက်အချိန်လုံလောက်ပါတယ်။ဒီနောက်မှာမေဆန်နဲ့ဂျက်စီတို့ဟာကလပ်ကနေထွက်သွားဖို့ကြိုးစားတဲ့အခါရဲအရာရှိတွေကရုတ်တရက်နေရာကိုဝင်ရောက်စီးနင်းပြီးရုံးရင်ဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဝက်မန်လည်းထိုနေရာကိုရောက်ရှိလာပြီးမြင်သူတိုင်းကိုပစ်ခတ်တိုက်ခိုက်သည်။အရာရှိများအပါအဝင်ဖြစ်သည်။မေဆန်ဟာဂျက်စီကိုကာကွယ်ဖို့အပြင်းထန်ကြိုးစားရင်းရန်သူတွေကိုအဆက်မပြတ်ပြန်လည်တိုက်ခိုက်ပြီးနှိမ်နင်းလိုက်ပါတယ်။ဒါပေမဲ့တနက်ပစ်ခတ်မှုအလယ်မှာရဲအရာရှိတယောက်ကဂျက်စီကိုဖမ်းဆီးပြီးဘင်ကားပေါ်အတင်းတက်ခေါ်ဆောင်သွားခဲ့ပါတယ်။အလွန်မင်းရုန်းကန်နေရတဲ့မေဆန်ဟာအာတာကိုအကူအညီတောင်းဖို့ဆက်သွယ်ခဲ့ပြီးမေဆန်ကမြို့ရဲ့ကင်မရာကွန်ရက်ကိုအသုံးပြုပြီးရင်ကိုခြေရာခံပါတယ်။ထို့နောက်မေဆန်သည်ပြန်ပေးဆွဲသူများကိုလိုက်လံရှာဖွေခဲ့ပြီးပြင်းထန်သောရင်ဆိုင်မှုတစ်ခုအပြီးတွင်ရင်းတို့တဦးစီကိုတပ်ပစ်နိုင်ခဲ့သည်။သူကဂျက်စီနဲ့အတူမော်တော်ဆိုင်ကယ်နဲ့ထွက်ပြေးသွားပေမဲ့ဝက်မန်ကတော့သူတို့နောက်ကိုအနီးကပ်လိုက်နေတော့မှာပဲ။မကြာခင်မှာပဲသူတို့စိတ်ကမ်းကိုရောက်သွားပြီးမေဆန်ကဂျက်စီကိုစပိန်ကိုခေါ်သွားမဲ့လှေပေါ်တက်ဖို့ပြောပါတယ်။မျက်ရည်ဝဲနေတဲ့ဂျက်စီကဒီလောကမှာသူ့မကြံခဲ့တဲ့တခုလေးသောမိသားစုကသူဟာပဲလို့ပြောပြီးသူမကိုမစွန့်ပစ်ဖို့တောင်းပန်ပါတယ်။ဒါပေမဲ့မေဆန်ကသူ့ကဘာကအန္တရာယ်များပြီးသူမကိုအဲ့ဒီထဲဆွဲခေါ်လို့မရဘူးလို့ရှင်းပြပါတယ်။ဒါကြောင့်စိတ်ခံစားမှုအပြည့်နဲ့နှုတ်ဆက်ပြီးနောက်မှာသူမကိုနောက်ဆုံးမှလွှတ်ပေးလိုက်ပါတယ်။နောက်ပိုင်းမှာဝက်မန်လည်းရောက်လာပြီးသူနဲ့မေဆန်တို့ဟာကြည်စံတွေကုန်သွားတာကြောင့်ရက်ဆက်စွာလက်သီးနဲ့ထိုးတက်ကြပါတယ်။နောက်ဆုံးမှာမေဆန်ဟာငယ်ရွယ်တဲ့အေဂျင့်ကိုအနိုင်ယူပြီးတတုအရာဝတ္ထုတစ်ခုကိုအသုံးပြုပြီးသူ့ကိုတေလောက်အောင်ရိုက်နှက်ခဲ့ပြီးဝက်မန်ရဲ့အသက်ကိုအဆုံးသတ်စေခဲ့ပါတယ်။
ထို့နောက်မြင်ကွင်းသည်ရက်အနည်းနေ့အကြာတွင်မာနီဖို့ကိုသူ၏နေအိမ်တွင်မြင်တွေ့ရသောအခါအံ့ဩစရာကောင်းသည်မှာမေဆန်ကသူ့ကိုရင်ဆိုင်ပုံရသည်မာနီဖို့သည်နောက်ဆုံးအကြိမ်လှည့်စားမှုတစ်ခုကိုစူးစမ်းပြီးသူတို့အတူတကွကြီးကျယ်သောအရာများကိုရရှိနိုင်သည်ဟုဆိုကာစစ်စင်ရေးသို့ပြန်လာရန်သူ့ကိုတိုက်တွန်းသည်ဘာညာဒါကိုရေးခဲ့တာငါတို့အတူတူပဲစတေးတန်သို့တော်မေဆန်သည်ဤကဲ့သို့အကျင့်ပြတ်ချစားသူကိုယုံကြည်ရန်စိတ်မဝင်စားပါဒါကြောင့်သူကသူ့ခေါင်းကိုပစ်ပြီးချက်ချင်းသူ့ဘဝကိုအဆုံးသတ်လိုက်တယ်ဇက်ဝင်ခန်းက3လအကြာမှာဂျက်စီတယောက်စပိန်မှာပုံမှန်ဘဝနဲ့နေထိုင်နေတာကိုမြင်တွေ့ရပါတယ်လန်ဒန်ကရိုဘာတာနဲ့သူ့အဖွဲ့ကသူမကိုစောင့်ကြည့်နေချိန်မှာသူမကကော်ဖီဆိုင်မှာထိုင်နေပါတယ်မေဆန်ဟာအခုအလိုရှိနေတဲ့တရားခံပြေးတယောက်ဖြစ်နေတာကြောင့်နောက်ဆုံးမှာသူမစီလာလဲပြီးသူ့ကိုဖမ်းဖို့စီစဉ်လိုက်မယ်လို့သူတို့ကယုံကြည်နေကြပါတယ်ဒါပေမဲ့ရုတ်တရက်ကော်ဖီဆိုင်ထဲကကင်မရာကိုပြန်ချိန်ညှိလိုက်တော့လန်ဒန်ကအဖွဲ့ကဘာမှမမြင်ရဘူးအဲ့ဒီအချိန်မှာပဲစပွဲထိုးတယောက်ကဂျက်စီကိုမသိတဲ့သူစီကအထုပ်ငယ်လေးတစ်ထုပ်ပေးလာပြီးသူမဖွင့်လိုက်တဲ့အခါအထဲမှာရင်ဘတ်အပိုင်းစာလေးတစ်ခုကိုတွေ့လိုက်ရပါတယ်ဂျက်စီကဖွားဖွားလေးပြုံးလိုက်ပြီးသူ့တငယ်ချင်းအသက်ရှင်နေပြီးအဝေးကနေသူမကိုကြည့်နေတာကိုသဘောပေါက်လိုက်တယ်ရုပ်ရှင်အဆုံးမှာမေဆန်ကလမ်းတစ်ဖက်မှာရက်ပြီးဂျက်စီကိုအဝေးကနေစောင့်ကြည့်နေတာကိုမြင်တွေ့ရပြီးအဲ့ဒီမှာကင်မရာတွေမရှိသလောက်ပါပဲသူ့မျက်နှာမှာလည်းအပြုံးလေးတစ်ခုမှိန်ဖြော့ဖြော့လေးရှိနေပါတယ်